ဒီစစ်ကြီး54နံပါတ်54ရေးနေရင်တန်လန်းကိုလေနောက်ပိုင်းစာလုံးရင်200လားမသိဘူးလို့လားအဲ့ဒါကိုလာဆွဲယူပါပေါ့နော်အချိန်ကဘယ်လို့မှမလောက်လိုက်ဘူး anyways I got topic 6ပေါ့နော် 안녕하세요 여러분အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်ဗီဒီယိုလေးကတော့ပြီးခဲ့တဲ့ဒီ103ချိန်မြောက်ဆောင်ပွဲမှာပေါ့နော်မိမိ topic 6ရခဲ့ပါတယ်ဆိုတော့ topic 6ရခဲ့တာနဲ့ပတ်သက်ပြီးတော့တကယ်ချင်းနေရကောပေါ့နော်ဒါမှမဟုတ်လို့ရှိရင်မိမိကိုကြည့်နေမိမိရဲ့ကြည့်ရှုသူတွေကကောဒီ sharing လေးလုပ်ပေးပါပေါ့နော်စာဘယ်လိုလုပ်ခဲ့လဲ topic 6ကိုဘယ်လိုမျိုးရအောင်လုပ်ခဲ့လဲဘယ်လိုမျိုး tips လေးရှိလဲဆိုတာကို sharing လေးလုပ်ပေးပါဆိုလို့ဒီဗီဒီယိုလေးကိုရိုက်ဖြစ်သွားတာပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးမှာတော့အဓိကကဒီစာမလုပ်ပဲပေါ့ပါနေပေါ့နော် topic 6ရအောင်ဘယ်လိုလုပ်မလဲဆိုတာကိုအဓိကထားပြောပြပေးပါပါမိမိကတကယ်ကိုစာလောက်ရမှာပြင်းတဲ့သူမျိုးပေါ့နော်အဲ့လိုစာအုပ်ကြီးတိုင်းစာကြက်ရမှာစာလောက်ရမှာကိုအရင်မုံနေပေါ့နော်ဆိုတော့မိမိလိုမျိုးပေါ့နော်ပြင်းတဲ့သူတွေအတွက်နည်းနည်းခေါင်းလေးသုံးပြီးတော့ပေါ့နော် topic 6ရအောင်ဘယ်လိုလုပ်မလဲဘယ်လိုလုပ်လို့ရလဲပေါ့နော် tips လေးတွေကိုမိမိတော့ဘယ်လိုလုပ်ခဲ့လဲဆိုတော့မိမိရဲ့အတွေ့အကြုံလေးတွေကို sharing လုပ်ပေးမှာဖြစ်ပါတယ်အရင်ဦးဆုံးပေါ့နော်ကိုယ့်ရဲ့ target ကိုသိရမယ်ဥမာကိုက topic 6လိုချင်တာလား5လိုချင်တာလား4လိုချင်တာလားကိုယ့်ရဲ့ target ကဘယ်ဟာလဲဆိုတာကိုအရင်ဦးဆုံးသိအောင်လုပ်ရမယ်ပေါ့နော်ဥမာ topic 6နဲ့ပဲပြောလိုက်မယ်နော် topic 6ဆိုလို့ရှိရင်ဘယ်နှမရရမှာလဲပေါ့နော်အဲ့တော့ဘယ်နှမရမှာလဲဆိုရင်230အထက်ရမှာဒါလင်း topic 6ကိုရမှာဖြစ်ပါတယ်ဆိုတော့ topic ဒီ topic 2ပေါ့နော် topic 2မှာဆိုရင် iki tiki siki 3ခုရှိရပေါ့နော်အရင်ဦးဆုံးကိုယ့်ရဲ့ target ကိုသိအောင်လုပ်အဲ့တော့ပြီးကိုယ့်ရဲ့ target ကဟုတ်ပြီ level 6ဆိုလို့ရှိရင် level 6ရဖို့အတွက်ဘာကြီးလုပ်ရမလဲဆိုတာအရင်ဆုံးစဉ်းစားရမယ်ပေါ့နော်စာမလုပ်ချင်တော့အခါကျတော့အုံနောက်လေးတော့နည်းနည်းပပတောက်ရမယ်ပေါ့နော်ဆိုတော့အဲ့တော့အရင်ဆုံးကိုယ့်ရဲ့ target ကိုသိအောင်သိပြီဆိုလို့ရှိရင်နောက်တစ်ခုကကျတော့ဘာလဲဆိုလို့ရှိရင်ကိုကကိုယ့်ရဲ့အားနည်းချက်အားသာချက်ကိုသိအောင်လုပ်ရမယ်ကိုကဘယ်နေရာမှာအားသာလဲဘယ်နေရာမှာအားနည်းလဲပေါ့နော်ဥပမာမိမိအနေနဲ့ပြောရမယ်ဆိုရင်မိမိက iki နဲ့ siki မှာအားနည်းတယ်ပေါ့နော် tiki တော့နည်းနည်းရတယ်ပေါ့နော်ဆိုတော့ကေထားပါတော့ကိုကစစ်ကီမှာအားနေတယ်ဆိုလို့ရှိရင်နီးလန်းက2မျိုးရှိရယ်အားနေတဲ့ဘာသာကိုဖိလို့မလားဒါမှအားနေတဲ့ဘာသာကိုပဲလုံမလားဒါမှမဟုတ်လို့ရှိရင်အားတာတဲ့ဘာသာအထူးပြုပြီးတော့လုံမလားပေါ့နော်ဆိုတော့အဲ့လိုမျိုးနီးလန်းတစ်ခုရှိရယ်ဒီအရင်ဦးဆုံးအရင်တုန်းကတော့ဒီတင်မတိုင်ခင်မှာလဲ topic တွေမိဖြေခဲ့ဘူးတယ်ပေါ့နော်အများကြီးပေါ့နော်အဲ့ဒီတုန်းကကြတော့ဘာလဲဆိုတော့ကိုအားတာတဲ့ဘာသာတွေကိုပဲဖိလုပ်ခဲ့တယ်ဥမာ tiki တားတယ်ဆို tiki ကိုပဲဖိလုပ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက်မှာတော့မိမိကအပြောင်းလဲလေးဖြစ်အောင်ကိုအားနေတဲ့ဘာသာကိုဖိပြီးတော့လုပ်ခဲ့ဒီမိမိကစစ်ကီအားနေတဲ့အတွက်ဒီတစ်ခေါက် topic မှာတော့မိမိကစစ်ကီကိုမိမိဒီတစ်ခေါက်တိတိကျကျလေးကိုလေ့လာခဲ့တယ်ပေါ့နော်လေ့လာရဲဆိုတာကလည်းခုနပြောလို့ပဲမိမိအဲ့လိုစာအုပ်ကြီးနဲ့တစ်နေ့ကိုဘယ်နှနာရီစာလုပ်မယ်စာကြက်မယ်ထာနောအော်ခီဒီ vocab တွေဘယ်နှလုံးကြက်မယ်တရက်ကိုဘယ်နှလုံးကြက်မယ်လက်တန်းချရေးမယ်အဲ့လိုမျိုးတစ်ခါမှမရှိခဲ့ဘူးပေါ့နော်မိမိလုပ်တဲ့နည်းရပါလေဆိုလို့ရှိရင်ဒါကတော့ secret ပေါ့နော် YouTube ပေါ့နော်မိမိကစစ်ကီကိုလေ့လာတာเนาะဒါပေမဲ့ YouTube ကနေဗီဒီယိုကြည့်ပြီးတော့လေ့လာတာနည်းနည်းတော့ထူးဆန်းတယ်เนาะစစ်ကီကိုသူများရေးပြီးတော့မှလေ့ကျင့်တာလीเนาะဒါပေမဲ့မိမိကဗီဒီယိုကြည့်ပြီးတော့မှပဲလေ့လာခဲ့တာပါဗီဒီယိုကြည့်တာကိုမှဘယ်လိုကြည့်လဲဆိုလို့ရှိရင်တရက်ကိုတစ်ပုတ် topic ဆောင်းဝဲနီးလာပြီပေါ့เนาะဥပမာဆောင်းဝဲဖောင်တင်လိုက်ပြီးတော့အမှအဲ့ချားထဲမှာ2လလား3လလားဒီပြင်ဆင်ချိန်ရတယ်လीเนาะ4လလား I don't know ပေါ့เนาะဆိုတော့အဲ့ဒီအတွင်းမှာနေ့တိုင်း YouTube ကနေဗီဒီယိုတစ်ပုတ်မဟုတ်ရင်2ပုတ်ကတော့ကြည့်ဥမာဒီနေ့အတွက် topic ကိုစစ်ကီဆိုလို့ရှိရင် topic စစ်ကီ worship ear ပေါ့နော်51ဆို51ကိုကြည့်52ဆို52ကိုကြည့်53ဆို53ကိုကြည့်နားလဲမလဲကြည့်ရတချို့ဟာတွေဆိုလို့ရှိရင်သူတို့ပြောတဲ့ဟာတွေဆိုရင်တိတ်နားမလဲဘူးအဲ့တုန်းကပေါ့နော်ဒါပေမဲ့ကြည့်ရနားမလဲနားခေါင်းထဲမဝင်လဲကြည့်ရခေါင်းထဲဝင်လဲကြည့်ရပေါ့နော်အဲ့ဒါကတော့အမြဲတမ်းလုပ်ရမယ့် tips တစ်ခုပေါ့နော်အဲ့ကနေပြီးတော့မှအဲ့ဒီ YouTube ကြည့်ခြင်းကနေဘာရလဲဆိုလို့ရှိရင်အကုန်ရတယ်နော်ဥပမာနားထောင်ခြင်းအဖြစ် tiki လဲတိုးတက်လာတယ်နော်ဒါပေမဲ့နားထောင်ပြင်အောင်မဟုတ်ဘူးအဲ့ဒီစာကြောင်းတွေကိုလိုက်ဖတ်တယ်ဥမာ kitchen ဝင်ကျဲတွေလိုက်ဖြည့်ကြည့်ရပေါ့နော်ပြီး YouTube ကနေပဲအဲ့လိုမျိုးဆိုရင် iki လဲအားကောင်းလာတယ်ပြီးရင် siki ကိုမှဘယ်လိုမျိုးရေးရမလဲဆိုတဲ့ဖောင်ပေါက်တွေကိုသိလာတယ်ပေါ့နော်အဓိကပြောချင်တာကတော့လေကိုရီးယားစာတော်ရုံတိုင်းလဲ topic 6ကမရနိုင်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ topic ဆိုတဲ့ဒီနင်းရောက်ရှောင်းနေတော်များများက HSK မှာဆို HSK ဂျပန်မှာဆို JLPT English မှာဆို IS ဆိုအစားရှိတဲ့ဖြစ်ပေါ့နော်အဲ့ဒါတွေကလေသူတို့ရဲ့ဖောင်ပေါက်ပြီးဆိုနီးလန်းရှိရပေါ့နော်ဥပမာ siki ဆိုလို့ရှိရင်51 52 53ဆိုရင်ချထားပြီးသား system ရှိရအဲ့ system အတိုင်းအမတ်ပေးစီမီယန်တိုင်းဝင်အောင်ရေးနိုင်ရင်ကိုအမတ်ကရကိုရတယ်ဖြစ်တဲ့အတွက်အဲ့လိုမျိုးလေးပေါ့နော်သူ့ရဲ့ဖြေပုံဖြေနည်းဆိုတာရှိရပေါ့နော်ဘယ်လိုမျိုးမေးခွန်းပုံစံရှိလဲဆိုတာကိုသိရလို့ရင်6ကရကိုရပါတယ်ပေါ့နော်ဥပမာစစ်ကီကိုပဲပြောရမယ်ဆိုလို့ရှိရင်51ဆိုရင်
공식적인 글라, 개인적인 글라. 에는 코리아 더 쿠벨 라와. 50대 52. 에라 왜 빠양 젠하 야비. 53 소이 세야과 이니. 에 세야과 이니 왜 빠양 젠하 야비. 에러 쓰기야 따야과. 따야마로 부르마 따야로 마 야오. 다음에 고와 안에서 토픽 쓰기 로젠에 소르신 50야로 안에서 쪼마 야메. 에러 50ကျော်ဖို့ဆို topic 6လိုချင်တဲ့လူတွေကတော့51 52 53 54မိခွန်း၄ခုလုံးကိုတော့ရေးဖို့ကတော့လိုတယ်ရေးနိုင်ရမယ်ပေါ့နော်ရှိမရှိရေးခဲ့မိမိဆိုလို့ရှိရင်ပြီးခဲ့တဲ့စာမွေးပွဲမှာဆိုလို့ရှိရင်မိမိရဲ့ပြဿနာဘာဖြစ်သွားလဲဆိုတော့အချိန်မလောက်တာ time management အားနေရတာပေါ့နော်ဆိုတော့ဒီစစ်ကီ54နံပါတ်54ရေးနေရေးတန်းလန်းကိုလေနောက်ပိုင်းစာလုံးကြီး200လားမသိဘူးလို့လားအဲ့ဒါကိုလာဆွဲယူတာပေါ့နော်အချိန်ကဘလို့မှမလောက်လိုက်ဘူး anyways I got topic 6ပေါ့နော်ဆိုတော့အဲ့လောက်ထိအဲ့လိုမျိုးဟာချက်တွေရှိတာတော့မှ topic 6ရခဲ့တဲ့အကြောင်းရင်းကတော့မိမိက Tiki နဲ့ Aki မှာကဒီ 기출 문제လေးဖြည့်တော်တော်များများဖြည့်ကြည့်ဖူးတယ်ပေါ့နော်အဓိကအရေးကြီးဆုံးကစာလဲအရင်နေ့တိုင်းစာမချက်ချင်စာလဲမလုပ်ချင်ဘူးဆိုရင်ကနံပါတ်1 YouTube ကြည့်ပါနေ့တိုင်းကိုကြည့်ပါနေ့တိုင်းတရက်တစ်ပုတ်မဟုတ်နှစ်ပုတ်ကြည့်ကိုဖြစ်အောင်ကြည့်ပါနော်ခေါင်းနဲ့ဝင်ကြည့်ဖြစ်အောင်ကြည့်ပါပြီးလို့ရှိရင်စစ်ကြီးရန်အားနေတယ်ဆိုရင်တော့လေဒါတော့ရေးချင်းရမှာတော့တဘာဝပဲပေါ့နော်အဲ့ဒါတော့어쩔 수 없이ရေးချင်းရမယ်ပေါ့နော်ဒါပေမဲ့ကိုကရေးလဲရေးနိုင်တယ်ဒါပေမဲ့ဘာဖြစ်လို့အမတ်အများမရတာလဲဆိုတဲ့ပြဿနာကကြတော့ဘာဘဲမှာသွားထိလဲဆိုတော့고급 표현이랑 고급 문법 어휘အဲ့ဒါလေးနည်းနည်းပါလေ့လာပေါ့နော်အဲ့ဒါကလည်းပထမတစ်ချက်ပြောလို့ YouTube ကြည့်ရင်လည်းပဲလေ့လာလို့ရတယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ time management ပေါ့နော် time management ရေကိုယ့်ရဲ့ target နဲ့အလိုက်တွက်ချက်အမှတ်တွေတွက်ချက်ပြီးတော့မှဖြည့်ပါအဲ့ဆိုလို့ရှိရင်တော့6ကတော့ရကိုရပါတယ်လို့အားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လုံးဝစာမလုပ်ဘဲနဲ့တော့စာနဲ့ပတ်သက်ပြီးလုံးဝမထိတွေ့ဘဲနဲ့တော့ level 6ရဖို့ဆိုတာကတော့မဖြစ်နိုင်ပါဘူးလို့ပြောချင်ပါတယ်